အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တင်းရဲ့ဆွဲဆောင်မှုအရှိဆုံးအရာကဘာတွေဖြစ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ generating အနေနဲ့ကန်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်အရင်ဆုံးမိမိရဲ့စိတ်ကိုအေးအေးထားပြီးတော့ဗီဒီယိုမှာပြထားတဲ့ပုံလေးတစ်ပုံကိုရွေးချယ်ပေးလိုက်ပါဒါက generating ဖြစ်တဲ့အတွက်အဖြေကလူတိုင်းရဲ့ energy နဲ့တရားရခိုင်နှုန်းတော့တူညီနိုင်တာမျိုးမရှိနိုင်ပါဘူးနော်မိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်များအတွက်တီးတန့်တာရောပေတွေမြင်ချင်နေဆိုရင်လေဆီယာမရဲ့ချက်ပေါက်မှာဆက်တွေဆွဆန်းပြီးတော့မြင်ကြနိုင်ပါတယ်ဖိုင်ဝန်ဒီဖိုင်လေးကိုရွေးချယ်ထားတဲ့သူအများစုကစိတ်အားထက်သန်မှုနဲ့ယုံကြည်မှုအပြည့်ရှိနေတတ်ကြတဲ့သူတွေဖြစ်နိုင်ပါတယ်ဆွဲဆောင်မှုအရှိဆုံးဖြစ်စေတဲ့အရာကတော့တက်ကြွပြီးရဲရဲထက်ထက်တဲ့အသွင်ပြင်ပုံစံမျိုးဖြစ်ပါတယ်။တင်ဟာဆိုရင်ပတ်ဝန်းကျင်မှာအလင်းရောင်ပေးနိုင်တဲ့သူညုံလင်းချက်တွေကိုပေးနိုင်တဲ့သူခိုင်မာတဲ့ရွေချက်တွေရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကိုလိုချင်တဲ့အရာကိုသိပြီးတော့အဲ့ဒီအရာကိုရအောင်ယူနိုင်တဲ့တသိရှိတဲ့ပုံစံကလည်းလူတွေကိုဆွဲဆောင်မှုဖြစ်စေပါတယ်။ Pi 2ကိုရွေးချယ်ထားတဲ့သူအလုံးမင်္ဂလာပါ Pi 2ကိုရွေးချယ်ထားတဲ့သူတွေကလေလက်နေတဲ့အတွင်းစိတ်ထားလက်ဝတ်စံကြယ်တဲ့အလားတရားကိုပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်ပါတယ်။သင်ကိုဆွဲဆောင်မှုအရှိဆုံးဖြစ်စေတဲ့ပုံစံကတော့နက်ဆိုင်တဲ့စိတ်ခံစားမှုနဲ့ဉာဏ်ပညာပဲဖြစ်ပါတယ်။သင်ဟာလမြင်ရဲ့အလင်းရောင်လိုပဲညီသက်ပြီးအတွင်းစိတ်အလားကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်နိုင်ပါတယ်။သင်မှာကိုချင်းစာတရားအကျဉ်းတရားမြင့်မာပြီးတော့အခြားသူတွေရဲ့ခံစားချက်တွေကိုလက်ဝတ်နားလည်နိုင်စွမ်းလည်းရှိနေပါတယ်။ဒီနည်းနည်းမှုကသင်ကိုလူတွေကိုပို့ပြီးတော့စိတ်ဝင်စားမှုဖြစ်လာစေခဲ့တာမျိုးရှိနိုင်ပါတယ်။ Pi 3ကိုရွေးချယ်ထားတဲ့သူများစုကဖြူစင်မှုနဲ့နုညံ့သိမ်မွေးတဲ့စိတ်တဘောထားလေးတွေကိုပိုင်ဆိုင်ထားကြတာမျိုးတွေ့မြင်ရပါတယ်နော်ဒီလိုအရာတွေကပဲတင့်ကိုဆွဲဆောင်မှုတစ်ခုဖြစ်စေတာပါတင့်မှာဆွဲဆောင်မှုအရှိဆုံးအရာကရိုးသားဖြူစင်မှုနဲ့နှွေးထွေးတဲ့စိတ်ထားတွေပဲဖြစ်ပါတယ်တင်ဟာပန်းတပွင့်လိုပဲနူးညံ့သိမ်မွေးပြီးတဘာဝအတိုင်းချစ်ဖွယ်ကောင်းသူတစ်ယောက်ပါဤသူကိုမဆိုအမြဲတမ်းနှွေးထွေးစွာဆက်ဆံတတ်တဲ့စိတ်တဘောထားကအလုံးကိုငြိမ်းချမ်းစေပြီးတော့တင်းအနာမှာရှိနေခြင်းစိတ်ကိုဖြစ်ပေါ်စေပါတယ်လူမှုဆက်ဆံရေးနယ်ပယ်မှာပရိယေကင်းတဲ့တင်းရဲ့ရိုးသားဖြူစင်မှုကလူတွေကိုစိတ်ချမ်းသာစေပြီးယုံကြည်မှုစိတ်ချမှုကိုတည်ဆောက်ပေးနိုင်တဲ့အရာမျိုးဆွဲဆောင်မှုမျိုးဖြစ်စေပါတယ်ဒီနေ့ဝီဒီယိုကတော့ဒီလောက်ပါပဲနော်ကိုသိချင်တဲ့အကြောင်းအရာခေါင်းစဉ်မျိုးရှိရင်လည်း comment အောက်မှာရေးခဲ့ပေးလို့ရပါတယ်အခုလိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်